လူအများစုက United Kingdom ဆိုတာအင်္ဂလန်နိုင်ငံတစ်ခုတည်းလို့ထင်နေကြတာပါဒါပေမဲ့တကယ်တော့ဒါဟာနိုင်ငံတော်များများနဲ့စုဖွဲ့ထားတဲ့ပဟေဒီအပိုင်းအစလေးတွေလိုပါပဲအရာအားလုံးကအင်္ဂလန်ကနေစတင်ခဲ့တာပါပထမဆုံးအနေနဲ့73ရာစုမှာဝေးနယ်ကိုသူတို့သိမ်းပိုက်ခဲ့ပါတယ်အဲဒီနောက်1536ခုနှစ်မှာအင်္ဂလန်နဲ့ဝေးဆိုတဲ့နာမည်အောက်မှာအပြီးသက်ပေါင်းစည်းလိုက်ပါတယ်အဲဒီနောက်မှာတော့အင်္ဂလန်နဲ့စကော့တလန်တို့ဟာနှစ်ပေါင်းရာနဲ့ချီပြီးတိုက်ခိုက်ခဲ့ကြပါသေးတယ်1909ခုနှစ်မှာတော့စကော့တလန်ကအင်္ဂလန်နဲ့ပေါင်းစည်းဖို့သဘောတူခဲ့ပြီး Kingdom of Great Britain ဘရိတိန်ဘုရင်နိုင်ငံတော်ကိုတည်ထောင်ခဲ့ကြပါတယ်1800ခုနှစ်မှာတော့အိုင်ယာလန်ကိုအတင်းအကျပ်ပေါင်းစည်းစေခဲ့ပြီး Great Britain နဲ့အိုင်ယာလန် United Kingdom ဆိုပြီးဖြစ်လာခဲ့ပါတယ်ဒါပေမဲ့အိုင်ယာလန်လူမျိုးတွေကလန်ဒန်ရဲ့အုပ်ချုပ်မှုအောက်မှာမနေချင်ခဲ့ကြပါဘူးနှစ်ပေါင်းများစွာဆန္ဒပြတာတွေတော်လန်ပုံကန်တာတွေနဲ့စစ်ပွဲတွေဖြစ်ပွားပြီးတဲ့နောက်1922ခုနှစ်မှာတော့ကျွန်းရဲ့အစိပ်ပိုင်းအတော်များများဟာလွတ်လပ်ရေးရရှိသွားပြီးအခုခေတ်အိုင်ယာလန်နိုင်ငံဖြစ်လာခဲ့ပါတယ်ဒါပေမဲ့မြောက်ဘက်ပိုင်းကအစိပ်ပိုင်းအနည်းငယ်ကတော့ဗြိတိရှတွေအပေါ်သစ္စာရှိဆက်လက်တည်ရှိနေခဲ့ပါတယ်ဒါကြောင့်ပဲမြောက်အိုင်ယာလန်ဆိုတာဖြစ်ပေါ်လာပြီး United Kingdom ရဲ့အစိပ်ပိုင်းတစ်ခုဖြစ်လာခဲ့တာပါဒါကြောင့် United Kingdom မှာအင်္ဂလန်စကော့တလန်ဝေးနဲ့မြောက်အိုင်ယာလန်တို့ပါဝင်ပြီးအိုင်ယာလန်ကတော့လုံးဝလွတ်လပ်တဲ့နိုင်ငံတစ်နိုင်ငံဖြစ်နေတာပါပဲ